ကုရှင်နေများလို့ကြည့်လို့မတော့ရမလဲမသိဖြစ်နေတဲ့ကောင်မလေးအတွက်ချစ်တဲ့ကုရှင်လေးကိုသုံးကြည့်ဖို့ညွှန်ချင်ပါတယ်။သူက2မျိုးရှိတယ်ပေါ့နော်။ Mass Favorite ကုရှင်ရဲ့ AI Filter ကုရှင်ရဲ့ဆိုပြီး2မျိုးရှိပါတယ်။ Mass Favorite ကုရှင်ကကြတော့ coverage တော်တော်လေးဖြစ်တယ်ပေါ့နော်။ပြီးတော့ကောင်မလေးအကြိုက် mask တက်ထားလို့ရှိရင်ပေါ့နော် makeup တွေပါသွားတာရှိရလေအဲ့လိုမျိုးလုံးဝမဖြစ်ဘူးပေါ့နော်ဒီ mask fit cushion လေးကလေ AI filter cushion လေးကကြတော့သူပြောထားသလိုပဲ AI effect ပေါ့နော် AI effect ဆိုတာကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုမျက်နှာမှာပေါ့နော်အလိုအပ်နေတဲ့ဟာလေးတွေကိုပြင်ပေးတယ်ပြီးလို့ရှိရင်ရိုက်ကူးရေးရှိတာတော့ပေါ့နော်ကိုက photo shoot တို့ဘာလို့လုပ်ချင်နေဆိုလို့ရှိရင်ဒီ AI filter လေးကိုသုံးလာဖို့အဆင်ပြေပါတယ်ပြီးတော့ AI filter လေးကခုနက red ထက်စားလို့ရှိရင်သူကပို့ပြီးတော့ natural ဆန်နဲ့ပေါ့နော် natural ဆန်လေးနဲ့ coverage ဖြစ်တာဆိုလို့ရှိရင်ဒီ AI filter လေးကိုသုံးစေချင်ပါတယ်မင်းကတော့ AI filter လေးကိုပို့သဘောကျလို့ဒါကိုပဲဝယ်ဖြစ်ခဲ့ပါတယ်တခြားသိချင်တာလေးရှိလို့ရှိရင်လည်း comment ထားခဲ့လို့ရှိရင်ပြန်ပြောပေးမယ်နော်အဲ့ဆိုရင် bye bye